ကြားမှုအာဏာရှိမှုကမ္ဘာပေါ်မှာရှိတဲ့ယာတွေအားလုံးပင်လယ်ဓမြဘရင်ကိုးပြော်ကြားပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့သူကွက်မြတ်မခံရခင်မှာတော့ငါ့ချန်နာတွေဟုတ်လားမင်းတို့လိုချင်ရစီရမယ်ရှာကြစမ်းကမ္ဘာပေါ်မှာငါပိုင်ဆိုင်ခဲ့တဲ့မြရှာပြီးအားလုံးကိုပင်လယ်ထဲမှာထားခဲ့တယ်ဆိုပြီးတော့အော်ပြောသွားခဲ့ပါတယ်။သူပြောရတဲ့စကားဟာတကဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးတော့လူတွေဟာပင်လယ်ထဲကိုရွှဲလွှင့်ကုန်ကြကပင်လယ်ဓမြခစ်ကြီးတစ်ခေတ်စတင်လာပါတော့။တာယာရဲ့မနက်ခင်းတစ်ခုမှာတော့တင်မော်ရီတစ်ခုကရေဝဲတစ်ခုကိုဖျက်သွားနေရပြီးတင်မော်ဘော်ကလူနှစ်ယောက်ကလည်းပင်လယ်ပြင်ကြီးကိုငေးကြည့်နေခဲ့ပါတယ်။ဒီချိန်အနီးနားကိုစီပိုင်းတစ်ခုမျောလာနေပြီးစီပိုင်းထဲမှာတော့မန်ဂီတီလူဗီဆိုတဲ့ကောင်လေးတစ်ယောက်ပါလာခဲ့ပါတယ်။တင်မော်ရီရဲ့မှာတော့အရှိကရှီဝဲကတင်မော်ကိုမထိခိုက်နိုင်ဘူးလို့မှတ်ခါအေးစေးပါတီပွဲတစ်ခုကိုကျင်းပနေကြပါတယ်။လူဗီပါလာရဲ့စီပိုင်းကိုမြင်တွေ့သွားတဲ့တင်မော်သားတွေကအပေါ်ကိုဆွဲတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတင်မော်သားတစ်ယောက်ကပင်လယ်မြတင်မော်ကြီးတစ်စင်းကိုလှမ်းမြင်လိုက်ပြီးတော့ပင်လယ်မြတင်မော်ကြီးလာနေပြီဆိုပြီးအော်ဟစ်လိုက်ပါတယ်။မချခင်မှာပဲပင်လယ်မြတွေဟာတိုးတင်မော်ကိုစတင်တိုက်ခိုက်ပါတော့ပင်လယ်မြခေါင်းဆောင်မိန်းမကြီးအဗီဒါကကော်ဖီဆိုတဲ့သူ့ရဲ့ပျော့ဖက်ဖက်တင်မော်သားလေးကိုဒီပင်လယ်ပြင်မှာအလှဆုံးကဘသူလဲလို့မေးလိုက်ပါတယ်။ကော်ဖီကလည်းဒီပင်လယ်မြတင်မော်ရဲ့ခေါင်းဆောင်တခင်မကြီးအဗီဒါပါလို့သဘောကျပြန်ဖြေပေးရပါတယ်။သူတို့တွေအားလုံးကခေါင်းဆောင်အဗီဒါကိုအင်မတန်ကြောက်ရပါတယ်။ဒီလိုနဲ့ပင်လယ်မြတွေကတင်မော်ချက်တိုင်းတွေကိုဖျက်ဆီးလိုက်ချိန်မှာတော့လူဗီရှိနေတဲ့စီပိုင်းဟာလည်းတင်မော်အတွင်းထဲကိုလိမ့်ဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပင်လယ်မြတွေကတင်မော်ရဲ့စီကိုကျိုးရည်နဲ့တွေ့ပြီးတော့တက်လာပါတော့ကိုဖီကတော့ကျိုးတဲ့ခုံကူကမှကြောက်နေရကြောင်းတခင်မအဗီဒါကစူပူကျိမ်းပေါက်နေပြီးကိုဖီကိုပိတ်ကန်လိုက်ပါတယ်။ဒီလိုနဲ့ပင်လယ်မြတွေဟိုဘက်တင်မော်ကိုတိုက်ခိုက်နေချိန်ကိုဖီတယောက်ကတော့မိဖို့ကြောင်တွေကိုဝင်လာခဲ့ပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်နေကြချိန်မှာပဲခိုးကြောင်ခိုးဝက်ငတက်ပြားကောင်မလေးတယောက်ကလည်းပင်လယ်မြတင်မော်ပေါ်ကိုကျိုးနဲ့တွေ့တက်လာနေပါတယ်။တင်မော်စီကိုခိုးဝင်မှုကြိုးစားရင်းမှာပင်လယ်မြနဲ့တက်တဲ့တိုးလို့အမောက်တိတ်ပေးလိုက်ရပါလေရဲ့။ကိုဖီကလူဗီရှိရဲ့စီပိုင်းကိုမိဖို့ကြောင်တွေကနေလှိမ့်လာပြီးတော့တိတ်လာပါရဲ့။ဒါပေမဲ့ပင်လယ်မြတွေနဲ့တိုးပြီးသူတို့ကစီပိုင်းကြီးကိုခွဲဖို့လုပ်ပါတော့ဒီချိန်မှာပဲစီပိုင်းတွေကလူဗီထွက်ပေါ်လာခဲ့ပြီးပင်လယ်မြတွေလည်းလဲကျသွားခဲ့ပါရဲ့။လူဗီကဘသူတွေလဲဘာတွေလဲမေးလိုက်တဲ့အချိန်မှာတော့ပင်လယ်မြတွေကမခံလေးစားလုပ်တယ်ဆိုပြီးတော့ဓာတ်နဲ့ပြေးခုတ်ပါတော့ဒါပေမဲ့လူဗီရဲ့အရှောင်အသိန်းတွေကြောင့်ဓာတ်တွေပဲကျိုးသွားခဲ့ရပြီးပင်လယ်မြတွေရဲ့လန့်ပြီးတော့ထွက်ပြေးသွားပါရဲ့ကိုဗီကတော့လူဗီကိုပင်လယ်မြတွေထပ်မရောက်လာခင်ဒုက္ခရောက်မှာမလို့အမြန်ပြေးခိုင်းနေပေမဲ့ဘာအောင်မှတက်ကီးမဆိုင်တဲ့လူဗီတယောက်ကတော့ဗိုက်စာရဲဆိုပြီးတော့စားစရာလိုက်ရှာနေခဲ့ပါရဲ့ဒီလိုနဲ့စတိုကန်တစ်ခုရဲ့ကိုရောက်လာကြပြီးတော့ကိုဗီကတော့ဒီနေရာဟာလူဗီအတွက်အလုံးကျုံဆုံးပဲလို့ပြောနေခဲ့ပါရဲ့လူဗီလည်းစတိုကန်ရဲ့တတိတွေကိုစားနေရင်ကိုဗီအကြောင်းကိုမေးမြန်းလာပါရဲ့ကိုဗီရဲ့ပြောကြားချက်အရတနေ့သူငားများဖို့ကမ်းခြေကနေလှေတစည်းကိုစီးလာပေမဲ့တကယ်တမ်းမှာတော့ငားဖမ်းလီမဟုတ်ပဲနဲ့ပင်လယ်မြလီဖြစ်နေခဲ့တာပါဒါနဲ့ပဲအဖမ်းခံလိုက်ရပြီးနှစ်နှစ်ကြာသည့်အထိပင်လယ်မြတင်မောပေါ်မှာခိုင်းပတ်လုပ်နေခဲ့ရပါလူဗီကထွက်ပြေးဖို့အကြံပေးပေမဲ့ကိုဗီကတော့ခေါင်းဆောင်အဗီဒါကိုအလွန်ကြောက်တာကြောင့်မပြေးရဲခဲ့ပါဘူးတစ်ဖက်မှာလည်းပင်လယ်မြတွေကဟိုဘက်တင်မောပေါ်ကနေပစ္စည်းတွေကိုတင်ကြချိန်ခိုးကြောင်ခိုးဝက်ကောင်မလေးကလည်းပင်လယ်မြတွေရဲ့ပစ္စည်းတွေကိုပြန်လဲခိုးယူနေပါရဲ့လူဗီကကိုဗီကိုကြောက်တဲ့သူတွေကိုသဘောမကျကြောင်ပြောလာပါရဲ့ကိုဗီကတော့လူဗီကိုစီပိုင်းနဲ့ဝင်ပြီးတာထွက်ပြေးဖို့တတိရှိခဲ့မယ်ဆိုသူလှုပ်ချင်တာတခုရှိကြောင်ပြောခဲ့ပါရဲ့လူဗီကလည်းသူ့ရဲ့အိမ်မက်ကပင်လယ်မြဘရင်တယောက်ဖြစ်လာဖို့ပဲလို့ပြောလာပါရဲ့အရာအံအားတင်သွားရဲ့ကိုဗီကပင်လယ်မြဆိုရင်အခြားဖွယ်သားတွေကိုဗမာလဲလို့မေးလာပါရဲ့ပင်လယ်မြဘရင်ဖြစ်လာဖို့ဆိုပင်လယ်မြဘရင်ကိုးပြောကြထားခဲ့တဲ့ One Piece ရတနာကိုရှာရမှာဖြစ်ပြီးတော့ One Piece ကိုတကဘာလုံးဝပင်လယ်မြပဲရလဲရှာနေကြရပါဒါပေမဲ့လူဗီကတော့ဖြစ်နေတာတွေကိုဂယူးမဆိုင်ပဲနဲ့သူ့ရဲ့အိမ်မှာအကောင့်ထဲပေါ်လာဖို့တေဒီအထိတိုက်ပွဲဝင်လာမှဖြစ်ကြောင်းပြောလိုက်ပါရဲ့ဒီစကားတွေကိုကြားလိုက်ရတဲ့ကိုဗီကသူ့မှာလည်းအိမ်မက်တစ်ခုရှိပြီးရှေးတက်ထဲဝင်ကပင်လယ်မြတွေကိုဖမ်းချင်တာဖြစ်ကြောင်းပြောလာပါရဲ့ဒီလိုစကားတွေကောင်းနေကြတော့မှပဲတခင်မာကြီးအဗီဒါရှောက်လာပါတော့ပင်လယ်မြတွေကလူဗီကိုဝိုင်းထားလိုက်ကြပြီးတော့အဗီဒါကကိုဗီကိုပင်လယ်ပြင်မှာဘသူအလှဆုံးလဲလို့ထပ်မေးလိုက်ပါရဲ့ဘာမှမသိတဲ့လူဗီကတော့ဒီရုပ်ဆိုးဆိုးဖတ်တီမာကြီးကဘသူလဲလို့ပြောလိုက်ချိန်မှာတော့ကိုဗီရောပင်လယ်မြတွေပါထိတ်လန့်ကုန်ကြပါရဲ့ဒေါနာဆက်သွားတဲ့အဗီဒါလည်းလူဗီကိုစတင်ရှမ်းမှုပါရဲ့ပင်လယ်မြတွေကလည်းလူဗီကိုဝိုင်းတိုက်ခိုက်လာအောင်မလို့လူဗီတယောက်ကတော့သူ့ရဲ့ရောဘာစွမ်းကိုစတင်အသုံးပြုရပါပြီအားလုံးကလည်းအံ့အားတင်သွားကြပြီးတော့လူဗီကတော့သူဟာရောဘာလူသားပဲလို့ပြန်ပြောလိုက်ပါရဲ့အဗီဒါကနတ်ဆိုးတတီအစွမ်းကြောင့်ဆိုပါကိုရှိမ့်မိနေခဲ့ပြီးလူဗီကလည်းသူဟာဂွန်မွန်နိုမီဆိုရဲ့ရာဘာအတီးကိုစားထားကြောင်းပြန်ပြောလာပါရဲ့နတ်ဆိုးအတီးတွေဟာရှုံတန်းပုံမြင်တစ်ခုလိုဖြစ်နေခဲ့ပြီးတကယ်ရှိမှန်းဘယ်သူမှမသိခဲ့ကြပါဘူးအဗီဒါကလူဗီကိုပင်လယ်မြမုံဆိုးတယောက်လို့ထင်နေပေမဲ့လူဗီကတော့သူလည်းပင်လယ်မြပဲလို့ပြန်ဖြေလိုက်ပါရဲ့တစ်ချိန်တည်းမှာပဲခိုးကြောင်ခိုးဝက်ကောင်မလေးကတော့ပင်လယ်မြရဲ့ရှန်နာကိုခိုးထုတ်နေခဲ့ပါပြီ
ကိုဗီကလူဗီပြောခဲ့တဲ့ကိုယ့်အိမ်မက်ကိုကိုယ်တိုင်အကောင့်ထဲပေါ်ထုစစ်ရမယ်ဆိုတဲ့အားပေးစကားတွေကိုပြန်ကြားရောက်လာပါတယ်။ဒါကြောင့်ပဲအဗီဒါကိုပင်လယ်ပြင်မှာရုပ်အဆိုးဆုံးဖတီမာကြီးလို့အော်ပြောလိုက်ပြီးတော့ရှေတသားလောက်ကပင်လယ်သမားတွေကိုလိုက်ဖမ်းတော်မယ်လို့ပြောချလိုက်ပါတော့ရဲ့။စိတ်ရတော်တုန်နေပြီဖြစ်တဲ့အဗီဒါကပြဿနာကောင်လူဗီကိုလက်ဆွဲတော်တင်ပုံနဲ့စရိုက်ပါတယ်။ဒါပေမဲ့လည်းရောဘာလူသားဖြစ်နေတဲ့လူဗီကတော့ဘာမှမဖြစ်လာဘဲနဲ့ရောဘာပစ္စတိုအကွက်နဲ့ထိုးချလိုက်တဲ့အချိန်မှာတော့အဗီဒါတယောက်အဝေးကိုလွင့်ထွက်သွားပါတော့ရဲ့။လူဗီကခေါင်းဆောင်ကျသွားလို့ကြောက်လန့်နေတဲ့ပင်လယ်သမားတွေကိုလှေတစည်းတောင်းကရှေတထဲဝင်ကျင်နေတဲ့ကိုဗီစီကိုပေးခိုင်းပါတယ်။ဒီချိန်မှာပဲပင်လယ်သမားတင်မောနာကိုရှေတက်တင်မောတစီရောက်လာတဲ့အခါမှာတော့လူဗီကထွက်ပြေးဖို့လုပ်ပါတော့ရဲ့။တယောက်တည်းဆိုရင်အဖမ်းခံရမှကြောက်တဲ့ကိုဗီလည်းလူဗီနဲ့ပဲလိုက်ပါလာခဲ့ပါရဲ့။ခိုးကြောင်ခိုးဝက်ကောင်းမလေးကတော့ရန်နာတွေခိုးယူပြီးမလို့ထွက်ပြေးဖို့လုပ်နေပါပြီ။သူ့ထွက်ပြေးလာကြပြီးမှတော့ကိုဗီက One Piece ကိုတိုင်ပင်လယ်မြတ်မဆိုးဖြစ်သူဇိုယိုကိုအဖွဲနဲ့ခေါ်ခြင်းပဲမဲ့ကိုဗီရဲ့ပြောစကားအရဇိုယိုဟာလက်ရှိမှာရှေ့သက်စကန်တစ်ခုမှာဖမ်းခံနေရတာပါဒီလိုနဲ့ပဲတိုးတငယ်ချင်းနှစ်ဦးဟာပင်လယ်ပြင်ပေါ်ကိုရွှဲလွှင့်ရင်းနဲ့ဆက်လက်ထွက်ခွာလာခဲ့ကြပါတော့။ဂျာကတော့ One Piece ရဲ့အပိုင်းတစ်ဖြစ်ပြီးတော့အပိုင်းနှစ်ကိုကျွန်တော်စတင်ပြီးတော့ပါမယ်